လန်လန်သွားမှုတွေအားလုံးကနာကျင်စရာကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ချို့ရရကောင်းမှုဖြစ်လာရဲဆိုတော့လက်သင့်ခံမှုလိုပြီးလို့ထင်တယ်ကျွန်တော်ပထမဆုံးဒီမှာပြောချင်တာကဒါကျွန်တော်တိုင်တယ်နှစ်ခုတက်ထားရဲဆိုတော့ဒီတိုင်တယ်နှစ်ခုအကြောင်းပြောချင်တာဒါမက်ဆီရဲ့ဆိုတော့မက်ဆီမျောလင်းခဲ့တဲ့နှုတ်ဆက်ပွဲတစ်ခုရှိတယ်ဆိုတော့အဲ့အကြောင်းကိုနောက်ဆုံးမှပြောမယ်ပြီးကြရင်မက်ဆီဒီအရာမက်ဆီရဲ့ less than ဖြစ်တာကြောင့်မက်ဆီဒီရဲ့ဘသူရှေလွဲပေးမလဲဆိုတဲ့အကြောင်းအရာပေါ့ဒါလည်းနောက်မှပြောမယ်ဟမ်ဒါပထမဆုံးပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်လန်လွဲမှုတွေတိုင်းကနာကျင်စရာကောင်းတယ်ဆိုပေမဲ့အရာကောင်းမှုဖြစ်လာရဲဆိုတဲ့စကားရှိတယ်ဒီစကားကကျွန်တော်လက်သင့်ခံရမယ်လို့ထင်တယ်တော်ကြပါတော့ဒါဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာဗျာဒီနေ့ဥပိုင်းမှာတောင်အမေရိကချန်ပီယံဖြစ်တဲ့အာဂျင်တီးနားနဲ့ဥရောပချန်ပီယံဖြစ်တဲ့စပိန်နဲ့ finally စီမှာကန်ဖို့ဘိုလူပွဲ final ကန်ဖို့ပွဲစဉ်ရှိတယ်ဒါပေမဲ့အဲ့ပွဲကအကြောင်းမျိုးကြောင့် cancel လုပ်သွားတယ်ဆိုတော့ဒီလွဲချော်မှုကအရာကောင်းမှုဖြစ်လာတော့ဗာပြောချင်တာလဲဆိုတော့ဒီ finally စီမှာလွဲချော်မှုက finally စီမှာထပ်ပို့ပြီးဂုံတိတ်ခါကြီးမားတဲ့ World Cup final မှာအာဂျင်တီးနားနဲ့စပိန်နဲ့တပံပြန်တွေ့လာတယ်ဆိုတော့ကျွန်တော်တို့လွဲချော်သွားတယ်ဆိုတဲ့အရာတွေတိုင်းကတော့ဝမ်းနည်းစရာကောင်းတယ်ဆိုပေမဲ့ချို့ရာတွေကကောင်းမှုဖြစ်လာတယ်ဆိုတော့ပြောချင်တာပါညီလေးမင်းသိများသွားပြီဆိုတော့ပြီးတော့နောက်တစ်ခုကဒီမှာတိုင်တယ်တက်ထားတဲ့ဘီရင်တစ်ပါးနဲ့ရဆက်ခံမဲ့သူများပေါ့ဆိုတော့အခုလက်ရှိဘောလုံးလောကရဲ့ဒါဘယ်လိုပြောဘောလုံးလောကရဲ့ record တွေတိုင်းနဲ့တူချင်းစုတစိတ် individual စုတစိတ်တွေရောစုပလားတွေအားလုံးတိုင်းလို့မက်ဆီရရှိခဲ့ပြီးသားဆိုတော့ဒါကမက်ဆီရဲ့ the last dance လို့လည်းအားလုံးကပြောနေကြတယ်ဆိုပေမဲ့ဟုတ်ချင်မှလည်းဟုတ်မှာအဲ့ဆိုတော့ဒီຢာကမက်ဆီရဲ့ the last dance လို့ဖြစ်နေတယ်ဒီပွဲမှာဒီရောက်စက္ကန့်မဲ့သူများလို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်ဒီမှာကြည့်ဗျာဒီမှာအခု16နှစ်သားပေါ့အခု16နှစ်သားတစ်ချိန်ကအခုအကောင်းဆုံးသတ်မှတ်ခံထားတဲ့လူငယ်16နှစ်သားတစ်ချိန်ကအကောင်းဆုံးသမားဖြစ်လာမဲ့16နှစ်သားရဲ့လက်ထဲမှာကြည့်လက်ထဲမှာကြီးပြင်းလာခဲ့ပုံလေးပေါ့လက်ထဲမှာကြီးပြင်းလာတာမဟုတ်ပါဘူးဒီလက်ဒါထိတွေးခဲ့တဲ့ပုံလေးပေါ့ပြီးတော့ဒီမှာဒါဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီပလေယာတွေမက်ဆီနဲ့တူတွေ့ရတဲ့ပုံဆိုတော့ဒီတစ်ဖက်မှာလည်းအာဂျင်တီးနားရဲ့အခု the next century တွေမက်ဆီနဲ့တူတိုက်ပွဲဝင်နေတဲ့ပလေယာတွေအားလုံးကမက်ဆီနဲ့ဒီတစ်ဖက်မှာလည်းတကယ်တော့မက်ဆီကသူနဲ့ဒါတခစ်တည်းပေါ်လာတဲ့ပလေယာတွေနဲ့တွဲကစားနေတာမဟုတ်ဘူးအော်တိုမန်တီတယောက်တည်းကလွင်တော်တော်များများသူရဲ့ the next century တွေနဲ့ပဲကစားနေတာဒီဘက်မှာလည်းဒါ Alvarez တို့ Fernandez, Enzo Romero နောက်ကမာတီနဲ့အားလုံးလို McAllister အားလုံးလိုကဒါမက်ဆီအတွက်တိုက်ပွဲဝင်လာတဲ့မက်ဆီရဲ့ the next century ပဲဗျာတင်လားမက်ဆီကိုကြီးလာတဲ့ player တွေပဲဆိုတော့တစ်ဖက်မှာလည်းဘာစီလိုနာကစားသမားတွေကမက်ဆီနဲ့တူတွဲကစားဖို့အိမ်မက်နေတဲ့အချိန်မှာမက်ဆီနဲ့တွဲကစားခွင့်မရလိုက်ဘူးပက်ဒရီတယောက်ကလွဲရင်ပေါ့ဆိုတော့ဒါပေမဲ့ဒီတစ်ဖက်မှာလည်းအာဂျင်တီးနား player တွေကဒါမက်ဆီနဲ့တကယ်တမ်းမှမွေးလာတဲ့ player တွေမဟုတ်ဘဲနဲ့သူရဲ့ the next century ဖြစ်လာတော့မှမက်ဆီနဲ့တူ World Cup ကိုဒါ final ထိ2ကြိမ်ဇက်တိုက်ကြီးတက်လန်းအောင်တိုက်ပွဲဝင်လာတယ်ဘာစီလိုနာ player တွေကမက်ဆီနဲ့တူတွဲကစားဖို့အိမ်မက်နေတဲ့အချိန်မှာဒီဘက်မှာအာဂျင်တီးနား player တွေမှာတော့တကယ်လက်တွေ့ဖြစ်လာတယ်ဘာစီလိုနာဘက်မှာတော့အိမ်မက်တွေမပြေးသွားလိုက်ဘူးညာဒါပေမဲ့ဒီမှာအာဂျင်တီးနား player တွေဘာပြောချင်လဲဆိုတော့2016နောက်ပိုင်းဒါကိုပါအမေရိကပွဲနောက်ပိုင်းပေါ့မက်ဆီကနိုင်ငံအသင်းကစားသမားဘဝကနေအနားယူပါမယ်လို့တရားဝင်ကြေညာတဲ့အချိန်မှာမက်ဆီတန်တို့ပေးတာဆိုတဲ့မှာဒီအခုလက်ရှိကစားသမားတွေအားလုံးရဲ့စတွေပါတယ်ကျွန်တော်တည်တယ်လို့ပေါ့မက်ကော်လစ်စတာတို့ဒီဘောတို့လို player တွေအခု30ကျော် player တွေကစသမက်ဆီရှိကိုဒါ Fernandez တို့ Alvarez တို့နောက်က Romero တို့မက်ဆီတန်တို့ပေးတာဆိုပြီးအဲ့လိုမျိုးစာလေးပါသူတို့ကိုယ်တိုင်ရေးခဲ့တယ်လို့ပြောတယ်အနားမယူပါနဲ့ဟိုသူတို့နဲ့တူဒါသူ့အတွက်သူတို့ကိုယ်တိုင်တိုက်ပွဲဝင်ပေးပါမယ်ပေါ့သူတို့နိုင်ငံအသင်းနဲ့တူအောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးမယ်ဆိုပြီးတော့လူမျိုးစာတွေပေးပို့ခဲ့တယ်လို့ကျွန်တော်သိရတယ်ပေါ့ဆိုတော့တစ်ဖက်မှာကထားပါတော့ဗျာပွဲချိန်10မိနစ်ရောက်တိုင်းဘာစီလိုနာပြည်သက်တွေကမက်ဆီနာမည်အော်ကျွေးပြီးတော့ပွဲပြီးပြီဆိုတာနဲ့မက်ဆီကိုလိုအပ်နေသေးတယ်ဆိုတဲ့အငွေသက်တွေကျွန်တော်ခံစားရတယ်ဒီပွဲပြီးလို့ဒီပွဲပြီးတဲ့အချိန်တွေမှာလည်းဒီ screen book တွေမှာမက်ဆီရဲ့လူငယ်သံသမားဘဝဖျက်ကျော်လာမှုတွေကိုတောက်လျှောက်ပြတာမျိုးကျွန်တော်မြင်ခဲ့ရဒီຢာတွေနဲ့ပဲမက်ဆီကိုဒီမှာဘယ်လိုပြောမက်ဆီကိုလွမ်းဆုပ်ခဲ့တဲ့ player တွေနဲ့မက်ဆီကိုလွမ်းဆုပ်ခဲ့တဲ့ပြည်သက်တွေအများကြီးရှိတယ်ပေါ့
ဒါပေမဲ့ Messi နဲ့တွဲမကစားလိုက်ရအောင်ဒါ Fermin Lopez လို့ player ဆို Messi ဒါဒီအသက်အရွယ်မှာပြန်လာရင်တော့မှသူကအရန်ကုန်မှာတစ်သက်လုံးထိုင်ပြီးမှာ Messi ဒါဘာစီလိုနာမှာပြန်လာကစားရင်ဆိုတော့အဲ့လိုတောင်ပြောထားတယ်ပြောနေတာဗျာတစ်ဖက်မှာကအာဂျင်တီးနား player တွေက Messi တို့တိုက်ပွဲကိုရုန်းကန်နေရခြင်းမှာတစ်ဖက်မှာက Messi နဲ့တူတွဲကစားခြင်းလို့ဘာစီလိုနာမှာကြီးပြင်းလာတဲ့ player တွေက Messi နဲ့တူတွဲမကစားလိုက်ရဘူးဒါအခုစပိန်မှာပါလာတဲ့ player အားလုံးလို့ကဘာစီလိုနာ player တွေယူရပဲ၈ယောက်လုံးကူကူရလာဆိုလဲလာမစီယာအတွက်ပဲ Messi နဲ့လွတ်ကင်းတဲ့ player မဟုတ်ဘူးပေါ့နော်သူတို့တကယ်လို့ Messi ကလက်ရှိ World Cup Champion တောင်အမေရိကရဲ့ Champion ဟိုကလည်းလက်ရှိဥရောပရဲ့ Champion ဒီ Champion အနေနဲ့ဒါ Final ပွဲအမှန်ဆိုနှစ်ပွဲသာကစားရမှာပေါ့နော်ဒီဂုဏ်သိက္ခာကြီးဆုံးဖလားကိုလက်ရှိ Champion အနေနဲ့အာဂျင်တီးနားထိန်းသိမ်းထားတယ်ဘုံလောကမှာ Messi ရဲ့ record တွေရော individual super state တွေရော super တွေရော trophy တွေရောအားလုံးကို Messi ရထားခဲ့ပြီးသားဒါ Messi ရဲ့ last dance လို့ပြောနေကြတာလည်းဖြစ်တော့ Messi ကစပိန်သားဒီ final မှာနိုင်သွားခဲ့ရင် Messi ရဲ့အရိုက်အရာကို Messi အနေနဲ့ဒါသူ့ရဲ့ကလပ်အချစ်ဆုံးကလပ်အသင်းဖြစ်တဲ့ Barcelona player ရဲ့ရှေ့ဒါလွယ်ပြောင်းခဲ့တယ်လို့ယူဆလို့ရတယ်ပေါ့ဒါမှမဟုတ်အာဂျင်တီးနားနဲ့အတူဒါ Messi ကဒီ World Cup Champion back to back အနေနဲ့ပြန်ပြီးတော့ကာဗာလုပ်နိုင်ခဲ့လို့ရှိရင်တော့ Messi ကဒါအာဂျင်တီးနား player တွေ Alberto Fernandez တို့ McAllister တို့လို player တွေသူ့ရဲ့အရာအရာကိုဒါလွယ်ပြောင်းပေးခဲ့တယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ပေါ့2030မှာပါလာကြီးမပါလာကြီးတော့ကျွန်တော်တို့မသိသေးဘူးဒါယူဆလို့ရတယ်ပေါ့ပြီးတော့ဒီမှာ Messi နဲ့လာမိုင်းရာမယ်ဖျက်ကျော်လာတဲ့လမ်းကြောင်းဒါလက်ရှိကောင်းဆုံးသားသမားလို့သတ်မှတ်ထားတဲ့ player နဲ့လူငယ်ကောင်းဆုံးသားသမားလို့သတ်မှတ်ထားတဲ့ player နဲ့ရောက်ထိတိုက်တွေ့ရပွဲပေါ့ဘာပြောချင်တာလဲဆိုတော့လာမိုင်းရာမယ်ဖျက်ကျော်လာတဲ့လမ်းကြောင်းမှာလာမိုင်းရာမယ်ကဒါတစ်ချိန်ကဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှုလို့သတ်မှတ်ထားတယ်ဗျာလက်ရှိထိရောအကောင်းဆုံးတိုက်စစ်မှုဖြစ်နေတဲ့ Ronaldo ကိုဖျက်ကျော်လာတယ်အဲ့ဒီနောက်မှာ Ronaldo ရဲ့နောက်ပိုင်းမှာအကောင်းဆုံးတိုက်စစ်မှုလို့သတ်မှတ်ထားတဲ့ MLB ကိုထပ်ပြီးဖျက်ကျော်လာတယ် final မှာ Messi နဲ့ထပ်တွေ့တကယ်လို့လာမိုင်းရာမယ်က Messi ကိုဖျက်ကျော်နိုင်ခဲ့ရင်တော့ကျွန်တော်တို့ဒါလာမိုင်းရာမယ်ကိုတကယ် Messi လို့ကျွန်တော်တို့ Messi လက်တစ်လို့ထပ်ပြီးမျောလင့်စရာရှိတယ်ဒါပေမဲ့တစ်ဖက်မှာ Messi ကဖျက်ကျော်လာတာကchallenge တိုင်းကျွန်တော်ကတော့ Messi ပွဲတွေတိုင်းကို challenge လုပ်ပြီးကြည့်တယ်ဘာလို့လဲဆိုတော့ Messi ကဒါ Ronaldinho ကာကာတို့လက်ထက်ကနေစပြီးအခုလာမိုင်းရာမယ်အထိဟာလန်တယောက်နဲ့ရလွယ်ရင်အားလုံးလို့ကစားသမားတိုင်းနဲ့အကောင်းဆုံးဆိုတဲ့ကစားသမားတိုင်းနဲ့တွေ့ Messi အဲ့အကောင်းဆုံးဆိုတဲ့ကစားသမားတိုင်းလို့ဖျက်ကျော်နိုင်တဲ့အဲ့ပွဲတိုင်းကို Messi အနိုင်ရအောင်ကစားနိုင်ခဲ့ခုလက်ရှိ2026 World Cup မှာလည်းဒါသူ Messi လက်တစ်လို့ Messi မှာတော်တော်လေးကြီးမွန်းကြတဲ့ Mahrez လို player ဖျက်ကျော်လာတယ်အဲ့နောက်မှာဒါ Australia တို့ Jordan တို့လို player တွေရဲ့ဘယ်လိုစိန်ခေါ်မှုတွေလေတိုက်မှုတွေ Messi မလုပ်နိုင်တော့ဘူးဆိုတဲ့အရာတွေသူဖျက်ကျော်လာရှုံးလွဲအဆင့်မှာဘိုးစင်ညာလိုအကောင်းဆုံးဝိုင်းကိုသမားကြီးကိုတော်တော်များများခက်ခဲတယ်လို့ထင်တဲ့အချိန်မှာ Messi ထပ်ပြီးတော့ဖျက်ကျော်ပြလာတယ်ပြီးတော့ဒါ agent နဲ့ပွဲမှာ Messi လက်တစ်လို့လေပါဘူးမှာတော်တော်လေး Messi နဲ့နိုင်ရှင်ခံရတဲ့ Egypt player ဆာလက်ကိုထပ်ဖျက်ကျော်လာတယ်အခုလက်ရှိမှာ Messi လက်တစ်လို့ပဲထပ်ပြီးတော့နိုင်ရှင်ခံရတဲ့လာမိုင်းရာမယ်နဲ့ final မှာတိုက်တွေ့ဆိုတော့ကျွန်တော်ထင်တာတော့ဟာလန်တယောက်ကလွယ်ရင် Messi က Ronaldinho ကနောက်ပိုင်းကနေအကောင်းဆုံးသမားတွေအားလုံးနဲ့တွေ့ဘူးတယ်အားလုံးကိုသူ challenge တစ်ခုအနေနဲ့ဖျက်ကျော်တယ်နိုင်ဝဲအောင်ကစားထားတယ်ဆိုတော့လာမိုင်းရာမယ်ကို Messi ဒါထပ်ပြီးတော့ Messi ဒါလာမိုင်းရာမယ်တို့စပိန်နဲ့ကစားတဲ့ပွဲ final ပွဲမှာဘက်တူဝဲ champion အနေနဲ့ပြည့်အောင်ကစားနိုင်ခဲ့ရင်တော့ Messi ကိုသမားတွေအားလုံးနဲ့ level တစ်ခုအကွာကြီးမှာကျွန်တော်တို့တက်စီထားပေးရမယ်လို့ထင်တယ်ထားပေးရမယ်လို့ထင်တယ်ဆိုတာကခင်ဗျားတို့ဘယ်ကသမားနဲ့ဒါ Messi စပြီးမိရ Ronaldinho လက်ထက်ကနေစပြီးဒီလာမိုင်းရာမယ်အထိကျွန်တော်ခင်ဗျားတို့ကသမားအားလုံးတွက်ကြည့်တေချာတွက်ကြည့်ပါကျော်လက်လို့ဆိုပေမဲ့ပြောဆိုတော့အားကြောင့်ဆိုတော့လာမိုင်းရာနယ်နဲ့ Messi ပြတ်ကျော်ခဲ့ရတဲ့လမ်းကဒီ2026 World Cup ဒါအလက်ရှိဘိုလူဘွဲဒီ8ပွဲမှာလည်းလုံးဝမလွယ်ကူခဲ့ဘူးပေါ့ဆိုတော့ Messi လက်တိလို့ကြော်ကြတဲ့သူနောက်တစ်ယောက်ကလက်ရှိ Messi အကောင်းဆုံးလို့သတ်မှတ်ထားတဲ့ player ပေါ့အသက်39နှစ်အထိလုံးဝ performance မကျသေးတဲ့ Messi နဲ့လက်ရှိရှမ်းတော့အောင်မြင်နေတဲ့ player တယောက်ဘယ်သူကပဲပို့ပြီးလုပ်ပြသွားနိုင်တယ်ပေါ့ဆိုတော့ဒီရမှာဘာထူးခြားလဲဆိုတော့ Messi ကိုကြော်ပြတ်နိုင်ရင်တော့ Messi ဖြစ်နိုင်တယ်လို့မျှော်လင့်လို့ရနိုင်တယ်ဒါပေမဲ့ Messi သာအောင်နိုင်ခဲ့ရင်တော့ Messi ကကျွန်တော်တို့ level တစ်ခုမှာတက်ရှိတန်းတင်ထားမဲ့အနေထားပဲလုံးဝကိုတန်းတင်ထားရတော့ကျွန်တော်စုပလားတွေအောင်မြင်တာတွေ individual စုစိတ်တွေတစ်ခုမှထည့်မပြောဘူးเนาะကျွန်တော်ကစားသမားတိုင်းနဲ့စုံတဲ့အကောင့်ခစ်တိုင်းရဲ့ကစားသမားတိုင်းနဲ့စုံတဲ့ challenge တိုင်းကိုဖြတ်ကျော်လာတာတစ်ခုလည်းပဲထည့်ပြောတာပြီလား Messi ဆိုတော့ကျွန်တော်နောက်ဆုံးတက်ထားခဲ့တိုင်တယ်တစ်ခုပေါ့ Messi ဖြစ်ချင်ခဲ့တဲ့သူမျိုးလင်းခဲ့တဲ့အိမ်မက်သူမျိုးလင်းခဲ့တာလည်းပိုပြီးခံစားခဲ့တယ်ဆိုတော့ကျွန်တော်ပြောချင်တာ
ဒါဘာကိုပြောချင်တာလဲဆိုတော့ဗျာဒီမှာဗျာမက်ဆီက2021မတိုင်ခင်မှာကိုဗစ်ဝင်လာတဲ့ဘန်နာကြီးအကျက်တဲ့နေကြမှာဆွာရဲတို့ထွက်သွားတဲ့အချိန်မှာမက်ဆီတော်တော်ရုန်းကန်ရတယ်အသင်းက2015နောက်ပိုင်းမှာအောင်မြင်မှုမမေရမရှိတဲ့အချိန်မှာမက်ဆီတယောက်တည်းပခုံပေါ်ရောက်လာတယ်ဒါပေမဲ့မက်ဆီကကစားသမားဘဝတော်တော်လေးကလပ်အသင်းကစားသမားဘဝမှာတော်တော်လေးဖီယာတွေခံရတဲ့အချိန်မှာအမှန်2017မှာကိုပါသွားကန်ရတယ်ကိုပါကန်ရတဲ့အချိန်မှာမက်ဆီကဒီသူ့ရဲ့ the next century ဖြစ်တဲ့ဒီအခုလက်ရှိကစားသမားတွေနဲ့ကိုပါအမေရိကကိုသူ့ရဲ့နိုင်ငံတကာပထမဆုံး first trophy အနေနဲ့ရတယ်ဆိုတော့သူရဲ့ first trophy အနေနဲ့ရတော့အာဂျင်တီးနားမှာလူရဲ့ FIA တွေလုံးဝယော့သွားတယ်အဲ့အချိန်မှာတင်မလားလုံးဝပျော်ပျော်ရွှင်ဖို့ဘာနဲ့ဘာကောင်ပြန်လာတဲ့အချိန်မှာမထင်မှတ်ဖဲနဲ့ဒီလားမထင်မှတ်ဖဲနဲ့ဘာကာမာကလာပေါ်တာကဥက္ကဋ္ဌဖြစ်သွားတယ်ကျွန်တော်ထင်တာကလာပေါ်တာကဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာမက်ဆီကိုတော့ကစားသမားဘဝနေဝင်ချိန်အထိရာသက်ပံစာချုပ်ချုပ်မယ်လို့ကျွန်တော်တို့ထင်တာဒါပေမဲ့လာပေါ်တာလောက်လိုက်တဲ့အကွက်ကဘယ်လိုဖြစ်သွားလဲဆိုတော့လူကောင်းဟန်ဆောင်လိုက်တယ်ဗျာဒီမှာလူကောင်းတကယ်လူကောင်းဟန်ဆောင်လိုက်တာပါပဲတကယ်တော့မက်ဆီနဲ့ဘာကာကွဲကွာသွားရခြင်းကလာပေါ်တာကြောင့်ပဲမက်ဆီဘာစီလိုနာကိုပြန်မလာနိုင်ခြင်းကလည်းလာပေါ်တာကြောင့်ပဲဘာလို့တလို့ပြောလဲဆိုတော့မက်ဆီကကိုပါအမေရိကယူပြီးတော့ဘာကာကိုပြန်လာတဲ့အချိန်မှာလာပေါ်ကဥက္ကဋ္ဌဖြစ်တယ်အဲ့အချိန်မှာမက်ဆီနဲ့တူတော်ကစားခြင်းလို့ဝါရင်ပလေယာတွေအနားယူရမယ့်စစဲပလေယာတွေဗျာအခွေတို့အဲ့လိုပြောင်းရွှေ့ခြင်းနဲ့ပြောင်းလာတယ်ဒီပေးတို့အဖေဒီပေးတို့ဘာကာမှာမက်ဆီနဲ့ကစားခြင်းလို့ပြောင်းလာတဲ့အချိန်မှာဒီသားသမားရဲ့မျိုးနေချက်လည်းမပြေးသွားခဲ့ဘူးလာပေါ်မထင်မှတ်ပဲနဲ့အလွတ်နဲ့ဟိုသားသမားတွေကိုတစ်ဖက်ကကစားသမားတွေကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရလို့ဆိုတော့ဒီမက်ဆီဆိုတဲ့နာမည်သုံးစားပြီးတော့ခေါ်လိုက်တယ်ဗျာဒါပေမဲ့ကစားသမားတွေလည်းတွဲပြီးတော့မကစားသွားရဘူးမက်ဆီလည်းဘာစီနာကိုပြန်လာခွင့်မရလိုက်ဘူးပြီးတော့ဒါအခုပြောနေတာအခုဂန်ဒိုဂန်တို့လီဗန်ဒိုစကီတို့လိုပလေယာတွေနဲ့နိုင်ငံလီကစားတာတော့မှလုံးဝသူတို့နဲ့ထိုက်တန်တဲ့နှုတ်ဆက်ပွဲတွေ happy ending တွေဖြစ်သွားတဲ့အချိန်မှာဘာစီလိုနာရဲ့တမိုင်းတစ်ချောင်းမှာကြီးကျယ်ဆုံးကစားသမားဘာစီလိုနာရဲ့တမိုင်းတစ်ချောင်းမှာဘာစီလိုနာအတွက်စုဗလားအောင်မြင်မှုအများဆုံးကစားသမားတစ်ယောက်ကိုနှုတ်ဆက်ပွဲတစ်ခုကလှုပ်ပေးခဲ့တဲ့နှုတ်ဆက်ပွဲတစ်ခုကဗျာသိလားစာနယ်ဇင်းရှင်းလင်းပွဲလေးတစ်ခုလောက်ပဲရှိတယ်ဆိုတော့ဒါကမက်ဆီအတွက်တရားမျှတမှုရှိမနေဘူးလို့ထင်တယ်မက်ဆီ PSG ကိုထွက်သွားတယ် PSG ကိုထွက်သွားပြီး World Cup ပြရတယ် World Cup ပြတဲ့အချိန်မှာ final မှာပြင်သစ်နဲ့ကန်ရတဲ့အတွက် PSG မှာလုံးဝအဆင်မပြေဘူးဆိုတော့ပြင်သစ်ပြည်သက်တွေရဲ့ဝေဖန်တာတွေအများကြီးခံရတဲ့အချိန်မှာအင်တာမယာမီကိုရောက်သွားတယ်ဒါပေမဲ့ PSG ရဲ့အထွက်မှာအင်တာမယာမီကိုမက်ဆီကသွားခဲ့တာမဟုတ်ဘူးအဲ့ဒီဂျားထဲမှာအတွင်းသတင်းတွေမှာရောမက်ဆီကိုတိုင်းတယောက်ထဲရပဲမပြောခဲ့တာဇာဘီကိုတိုင်းလည်းပြောတယ်ဘာစီလိုနာအတွင်းသတင်းတွေမှာလည်းပြောထားတယ်လာပေါ်ကလက်မခံခြင်းခဲ့တာဗျာမက်ဆီကဘာစီလိုနာကိုပဲပြန်လာဖို့စိတ်ကူးခဲ့တာ PSG ကအထွက်မှာတော့ဒါပေမဲ့ပြန်လာလို့မရတဲ့အချိန်မှာမက်ဆီအင်တာမယာမီကိုသွားလိုက်တယ်ဆိုတော့ပွဲစားချိန်အခုချိန်ဒီလေ10မိနစ်ရောက်တိုင်းမှာမက်ဆီဆိုတဲ့အတန်ဘာစီလိုနာကွင်းဘာစီလိုနာပြည်သက်တွေအားလုံးဒီတန်းနေကြတယ်ပေါ့ဘာစီလိုနာပြည်သက်တွေလည်းမမေ့သေးဘူးမက်ဆီပြစ်ချင်ခဲ့တာကနိုင်ငံအသင်းကစားသမားဘဝမှာနိုင်ငံအသင်းကစားသမားဘဝမှာအောင်မြင်မှုရပြီတော့ဘာစီလိုနာပြန်ပြီးအေးစီးလေးပဲနေတော့မယ်လို့စဉ်းစားသွားတဲ့အချိန်မှာလာပေါ်ဥက္ကဋ္ဌဖြစ်တဲ့အချိန်မှာမက်ဆီရဲ့အိမ်မက်တွေလုံးဝပြက်ပြားသွားတယ်ဒီမှာတီးလိုက်ရတာကတော့ကျွန်တော်တို့ပြန်လာခြင်းနဲ့ဆိုရင်တော့တစ်ဖက်ကစောင့်နေဦးမှာတီးတယ်လုံးဝစောင့်မဲ့သူမရှိရင်ပြန်လာရတာရင်လာကြရည်ပဲဆိုတော့ဒီမှာဘီလိန်ကတော့ဒီမှာမင်းသားကြီးလိုနေပြနေတဲ့ဘီလိန်ကတော့လာဖို့ပဲကျွန်တော်ဒီနေ့ထိလာဖို့အခဲမကြည့်ဘူးဒါတော့ကျွန်တော် emotion နဲ့ဟိုပြောပြတာပါပဲတက်ပါဆိုတော့ဆက်ပြောရရင်မက်ဆီကဘာစီလိုနာပြန်မလာနိုင်တော့ဘူးတေချာတဲ့အချိန်မှာသူကပြောလဲဆိုတော့သူကသမဝနောက်ဆုံးပွဲကိုဒါအာဂျင်တီးနားမှာလည်းဖြစ်မယ်ဒီဘာစီလိုနာမှာလည်းဖြစ်မယ်ဒါပထမ45မိနစ်ကိုတော့ဘာစီလိုနာကစားသမားဘဝဘာစီလိုနာဂျာစီနဲ့ဝတ်ဆင်ကစားခြင်းနဲ့ဒုတိယပိုင်းကိုတော့အာဂျင်တီးနားဂျာစီနဲ့ဝတ်ဆင်ပြီးသူကစားသမားဘဝကိုသူကစားသမားဘဝရဲ့နောက်ဆုံးပွဲကိုဒီလိုမျိုးပဲနှုတ်ဆက်သွားခြင်းနဲ့လို့ပြောထားခဲ့တယ်ဆိုတော့မက်ဆီမျောလင်းခဲ့တဲ့အဲ့ဒီနှုတ်ဆက်ပွဲမှာမက်ဆီဒါပွဲပြီးတော့လက်ခုပ်တန်နေကြားရမယ်ဒါငိုကြွေးနေသူတချို့ရှိမယ်ဒါလောက်နဲ့ပဲလက်ခုပ်တီးပြီးသွားမယ်ပွဲပေါ့ဒါပေမဲ့ဒီမှာကကမ္ဘာမှာအကုန်သိက္ခာအကြီးဆုံးဖြစ်တဲ့ World Cup လို့ final ပွဲမှာမှဆိုတော့မက်ဆီမျောလင်းခဲ့တဲ့နှုတ်ဆက်ပွဲတွေပို့ပြီးတော့ခန်းနာခဲ့တယ်လို့ဘာလို့ပြောတာလဲဆိုတော့မက်ဆီကတဲ့နှုတ်ဆက်ပွဲတက်ကိုကစားရင်ပွဲပြီးတော့လက်ခုပ်တန်နေနဲ့ငိုတန်နေကြားမှာဖြစ်ပေမဲ့ဒီမှာကမက်ဆီသားနိုင်သွားခဲ့ရင်မက်ဆီအတွက်လုံးဝ happy ending တခုဖြစ်နေမှာ happy ending တခုဖြစ်နေမှာဆိုတော့သူပွဲကစားစဉ်တောက်လျှောက်ကွင်းပေးနေ
ဝန်းရံမှုမှာကလည်းလုံးဝသူ့အတွက် happy ending ဖြစ်မဲ့ game တစ်ခုပဲဗျာဒါဗျာသူအချစ်ဆုံးကလပ်အသင်းရှိတဲ့စပိန်အသင်းနဲ့ကစားရမယ်သူအချစ်ဆုံးကလပ်အသင်းကကစားသမား၈ယောက်9ယောက်လောက်ထိပါဝင်နေတယ်သူအချစ်ဆုံးသူ့အမျော်လင့်အနေဆုံးစပိန်ပြည်သက်တွေနဲ့တစ်ဖက်မှာလည်းသူရဲ့မိခင်နိုင်ငံအာဂျင်တီးနားပြည်သက်တကွင်းလုံးမှာဝန်းရံပေးမှာကသူ့ကိုလုံးဝချစ်တဲ့ပြည်သက်တွေကြီးပဲဗျအာကျန်တဲ့ဟိုပြည်သက်တွေပါမှာလို့ခင်ဗျားတို့ပြောရင်လည်းပြောမှာပဲပါမှာပါပဲဒါတော့ဆိုတော့ဒီလိုပြည်သက်တွေအချိန်မှာကစားရမယ်တစ်ဖက်ကသူနဲ့တူတွဲကစားခြင်းတဲ့ player တွေသူနဲ့တူဆိုတော့အိမ်မက်ကိုမက်ခဲ့တဲ့ player တွေနဲ့ပြိုင်ပွဲပြစ်ကစားရမယ်ဒီဘက်မှာသူတို့တိုက်ပွဲဝင်ခြင်းတဲ့လူငယ်ကစားသမားတွေနဲ့အတူတိုက်ပွဲဝင်ကစားရမယ်ဆိုတော့ Messi အတွက်ဒီຢာကသူမျိုးလင့်ခဲ့တာတဲ့ပိုတဲ့နှုတ်ဆက်ပွဲတစ်ခုတည်းအများကြီးလုံးဝအများကြီးကိုပိုသွားတယ်ဆိုတော့ကျွန်တော်ပြောချင်တာဒါပါပဲဒီမှာနောက်ဆုံးနေဒီကုန်းချိုးရရင်တော့ language တွေတိုင်းကနာကျင်စရာကောင်းတယ်ဆိုပေမဲ့တချို့မျက်ရည်တွေမှာလည်းအပြုံးနေနဲ့နှုတ်ဆက်သွားတဲ့အချိန်တွေရှိမယ်လို့ထင်တယ်ဒီချိန်မှာ Messi ကတော့ဘတ်တူဘယ်အနေနဲ့ချန်ပီယံဖြစ်ခဲ့ရင်လေစပိန်ပြည်သက်အနေနဲ့ပြုံးနိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒါကဘာနဲ့လာတဲ့လူလဲဆိုတခြားရင်ဝင်မှာပြောနေတဲ့သူတယောက်ကိုကျွန်တော်ပြုံးညက်ထိုင်ကြည့်ရမယ့်အနေအထားလို့ပဲထင်ပါတယ်你嘞，没得伢子的。 ဘယ်တင်ရဲ့ချန်ပီယံဖြစ်သွားအာဂျင်တီးနားပြည်သက်တွေလည်း Messi နဲ့ဆက်လေးပြီးတော့ဝမ်းသာလို့ရမယ်လို့ထင်တယ် Messi ကိုလည်းဒါအဖြစ်ပြောကြတဲ့ခုမှမရှိတော့ကဲပြီး Messi ကဘက်တူဘက်အနေနဲ့ World Cup ကိုကာဗာလုပ်ပြီးချန်ပီယံပြန်ဖြစ်သွားနိုင်ခဲ့ရင်တော့ဘာကပြည်သက်တွေအနေနဲ့လည်း Messi ကိုပြန်ပြီးမြင်ကျင်တဲ့ဆန္ဒတွေပြင်သူရဲ့အောင်မြင်မှုတွေကိုပါထပ်မြင်ခဲ့ရလို့ပို့ပြီးတော့ Happy MD ဆန်တဲ့ game final game တစ်ခုဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒါကတော့ Smart Channel ပါ